အားလုံးပဲမင်္ဂလာပါကင်ဆာတော့အစီအစဉ်ကနေပြီးတော့ကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ဘုဒ္ဓတာတွေကိုမျှဝေတော့မှာဖြစ်ပါတယ်ကင်ဆာကုသမှုကလူနာမှာရင်ဆုံးသက်မှာလားလူတစ်ယောက်ကင်ဆာဖြစ်တယ်ခွဲတယ်ကင်ဆာဆေးတွေတွင်းတယ်ရောင်ကြီးပြတယ်ဒီလိုမျိုးကင်ဆာဖြစ်တဲ့လူကိုပဲကုနေုံနဲ့ပြီးသွားပြီလားကင်ဆာဖြစ်တဲ့လူနာကိုပဲကုရုံနဲ့တော့မပြီးသွားပါဘူးကင်ဆာကမိသားစုလုံးနဲ့သက်ဆိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ချို့သောကင်ဆာတွေဟာမျိုးလိုက်တဲ့ကင်ဆာတွေဖြစ်လို့ပါတယ်။ဒါကြောင့်မလို့ကင်ဆာဖြစ်ပြီဆိုရင်ဒီကင်ဆာမျိုးလိုက်တဲ့ကင်ဆာဟုတ်မဟုတ်စဉ်းစားရမယ်။မျိုးလိုက်တဲ့ကင်ဆာဟုတ်မဟုတ်မျိုးဗီဇစစ်ဆေးမှုတွေပြုလုပ်ဖို့လိုပြီလားမိသားစုဝင်တွေကိုအကြံပေးဖို့လိုပါတယ်။ဒါကြောင့်မလို့ genetic counseling လို့ခေါ်တဲ့မျိုးဗီဇနဲ့ဆိုင်တဲ့ဆွေးနွေးအကြံပြုမှုတွေအကြောင်းကိုဒီနေ့ပြောတော့မှာဖြစ်ပါတယ်မျိုးလိုက်တဲ့ကင်ဆာဟုတ်မဟုတ်ကိုဘယ်လိုသတိထားမိနိုင်မလဲဆိုရင်ပထမဆုံးကတော့အသက်ငယ်ဥမာကြီးကင်ဆာတွေရင်သားကင်ဆာတွေအသက်50အောက်မှာဖြစ်လို့ရှိရင်ဒါကိုအသက်ငယ်လို့ပြောလို့ရပါတယ်ဒါဆိုရင်ကိုယ်အနေနဲ့မျိုးလိုက်တဲ့ကင်ဆာမျိုးစားတဲ့ဝင်နေပြီလားစဉ်းစားရဖြစ်လာပါတယ်နောက်တစ်ခုကတော့လူတစ်ယောက်ထဲမှာကင်ဆာတွေတစ်မျိုးပြီးတစ်မျိုးဖြစ်တယ်လူနာတစ်ယောက်ထဲမှာရင်သားကင်ဆာလည်းဖြစ်တယ်တာဝအိမ်ကင်ဆာလည်းဖြစ်တယ်ဒီလိုမျိုးပေါ့နောက်တစ်မျိုးကတော့ကိုမိသားစုဝင်နေတာမှာအဖွားရင်သားကင်ဆာဖြစ်တယ်အတော်ကတာဝအိမ်ကင်ဆာဖြစ်တယ်အဲ့မှာနောက်တစ်ယောက်က pancreas ကင်ဆာဖြစ်တယ်ဒီလိုမျိုးဖြစ်နေရင်လည်းစဉ်းစားရပါပဲနောက်တစ်ခုကတော့ရှားပါတဲ့ကင်ဆာတွေဖြစ်တယ်ဥပမာဆိုရင်ယောက်ျားလေးရင်သားကင်ဆာဖြစ်တယ်ဒါဆိုရင်လည်းမျိုးဗီဇပြောင်းလဲမှုတွေမျိုးလိုက်တဲ့ကင်ဆာလားလို့စဉ်းစားရပါနောက်တစ်ခုကမျိုးစင်ဆက်အဖိုးဦးလေးအဖေစသဖြင့်ယောဂတစ်မျိုးလည်းဖြစ်လာတယ်ဘိုးမှာလည်းဥမာကြီးကင်ဆာဖြစ်တယ်ဦးလေးမှာလည်းဥမာကြီးကင်ဆာဖြစ်တယ်ဒါမျိုးဆိုစဉ်းစားရတော့နောက်ဆုံးတစ်ခုကတော့မိသားစုထဲမှာမျိုးလိုက်တဲ့ကင်ဆာမျိုးလိုက်တဲ့မျိုးဗီဇပြောင်းလဲမှုရှိတယ်လို့သိထားပြီးရင်တော့လေဒါဟာသတိထားမယ့်အခြေအနေတစ်ခုပဲဖြစ်ပါတယ်အဖြစ်များတဲ့မျိုးလိုက်တဲ့ကင်ဆာ syndrome တွေကိုကြည့်အောင် Hereditary breast and ovarian cancer syndrome မှာဆိုရင် BRCA1 BRCA2 မျိုးဗီဇတွေပြောင်းလဲမှုဖြစ်ပြီးတော့ရင်သားကင်ဆာတာဝအိမ်ကင်ဆာဆီးချိတ်ကင်ဆာနဲ့ pancreas ကင်ဆာတွေဖြစ်ကြတယ်။ Lynch syndrome မှာဆိုရင် MLH1 MSH2 MSH6 PMS2 gene တွေ mutation အဓိကဖြစ်ပြီးတော့ဥမာကြီးကင်ဆာတရင်ကင်ဆာဆိုင်ကင်ဆာတာဝအိမ်ကင်ဆာတွေအဓိကဖြစ်ကြတယ်။ Familial adenomatous polyposis မှာဆိုရင် APC gene mutation ဖြစ်ပြီးတော့ဥမာကြီးကင်ဆာဥသိမ်ကင်ဆာတွေအဓိကဖြစ်ကြတယ်။ Liefranc-Martini syndrome မှာ TP53 gene mutation ဖြစ်ပြီးတော့စာကိုမာလို့ခေါ်တဲ့ကြွက်သားကင်ဆာတွေရင်သားကင်ဆာတွေဖုံးနှောက်ကင်ဆာတွေ adrenocortical ကင်ဆာတွေဖြစ်ကြတယ်။ von Hippel-Lindau syndrome မှာ VHS gene mutation ဖြစ်ပြီးတော့ကျောက်ကပ်ကင်ဆာတွေရဲ့ pheochromocytoma hemangioblastima လိုမျိုးဟာတွေဖြစ်ကြတယ်မျိုးဗီဇပြောင်းလဲမှုကိုစစ်ဆေးတဲ့အခါမှာဘယ်လိုမျိုးအမျိုးအစားတွေရှိလဲဆိုတာကြည့်အောင်ပထမဆုံးကတော့ germline testing လို့ခေါ်တယ်သူကကြတော့သွေးဒါမှမဟုတ်သရွေးကနေပြီးတော့ယူပြီးတော့ဆဲတွေထဲမှာ
မျိုးလိုက်တဲ့မျိုးဗီဇပြောင်းလဲမှုတွေရှိမလားဆိုတော့ရှာတာဖြစ်တယ်ဒီလို germline testing လုပ်ခြင်းအဖြစ်လူနာနဲ့သူ့ရဲ့မိသားစုတွေမှာမျိုးလိုက်တဲ့ကင်ဆာရှိမရှိရှာဖွေနိုင်တယ်နောက်တစ်မျိုးက somatic tumor testing လို့ခေါ်တယ်ဒါကြတော့ကင်ဆာအသားစားကနေယူပြီးတော့မျိုးဗီဇပြောင်းလဲမှုရှိမရှိစစ်ဆေးရဖြစ်တယ်ဒီလိုစစ်ဆေးခြင်းအဖြစ်ဘာကျိုးကျေးဇူးရှိမလဲဆိုတော့အဲ့ဒီကင်ဆာမှာ mutation မျိုးဗီဇပြောင်းလဲမှုရှိခဲ့ရင် targeted therapy immunotherapy သက်ဆိုင်တဲ့ဆေးတွေပေးဖို့စဉ်းစားနိုင်ပါတယ်အကယ်၍ဒီ somatic testing မှာအဖြေ positive ထွက်ခဲ့တယ်ဆိုရင်တော့မျိုးလိုက်မလိုက်သိချင်ရင် germline testing ဒီဘက်ကဟာကိုပြန်စစ်ရပါတယ်မျိုးဗီဇစစ်ဆေးမှုတွေအရဖြစ်လာနိုင်တဲ့အဖြေ၃မျိုးရှိပါတယ်ပထမတစ်ခုကတော့ positive ထွက်မယ် positive ထွက်တယ်ဆိုတော့ကိုရှာနေတဲ့မျိုးလိုက်တဲ့ကင်ဆာမျိုးဗီဇပြောင်းလဲမှုကိုယ်မှာရှိနေပြီအဲဒီတော့ဘာလုပ်လို့ရမလဲဆိုတော့ screening တွေကိုကြိုတင်ပြီးတော့စောစောလုပ်လို့ရမယ်အချိန်ကြီးများများလုပ်လို့ရမယ်နောက်ပြီးရင်ကြိုတင်ကာဝယ်တဲ့အစီအစဉ်တွေလုပ်လို့ရပါမယ်ဒုတိယတစ်ခုကတော့ negative ထွက်တယ် negative ထွက်တယ်ဆိုတော့ကိုယ်ရှိမှာဒီမျိုးလိုက်တဲ့ကင်ဆာမျိုးဗီဇပြောင်းလဲမှုမရှိဘူးဒါပေမဲ့မိသားစုထဲမှာကင်ဆာရှိနေတယ်ဆိုရင်တော့ screening တွေကိုတိုးပြီးတော့လုပ်ဖို့လိုပါသေးတယ်နောက်တစ်ခုကတော့ variant of uncertain significance သူကဘာလို့ဆိုလို့လဲဆိုတော့မျိုးဗီဇပြောင်းလဲမှုတွေ့တယ်ဒါပေမဲ့အဲ့ဒီပြောင်းလဲမှုကကင်ဆာ risk နဲ့ဆက်စပ်မှုရှိလားမရှိလားမသိအဲ့တော့ဒီဖြေအတွက်ကတော့ဘာမှတော့ clinical မှာလုပ်ရမလို့ဘူးသူလည်း negative ထွက်တယ်လို့ပဲ person နဲ့ family history အရပဲဆက်လုပ်အောင်ဖြစ်ပါတယ်positive result ထွက်ခဲ့ရင်ဘာလုပ်မလဲ positive result ထွက်ခဲ့ရင်ကိုယ့်ရှိမှာကင်ဆာဖြစ်နိုင်ခြေက risk ကများလာတော့လို့ training တွေကိုစောစောလုပ်မယ် more frequently အချိန်ကြီးစိတ်စိတ်လုပ်မယ် BRCA မျိုးဗီဇပြောင်းလဲမှုတည်ထားတဲ့သူဆိုရင်ရင်သားကို MRI ရိုက်တာ mammogram ရိုက်တာတွေလုပ်ရမယ် Lynch syndrome ဆိုတဲ့မျိုးဗီဇပြောင်းလဲမှုတည်ထားပြီဆိုရင်တော့တစ်နှစ်တစ်ခေါက်ပုံမှန်ကြီးမှန်ကြောင်းကြည့်တာတွေလုပ်ရပါမယ်နောက်တစ်ခုက risk reduction surgery ကိုကကင်ဆာဖြစ်ဖို့ risk အများများသွားပြီဆိုတော့ကြိုတင်ပြီးခွဲစိတ်မှုတွေလုပ်မလားဆိုပြီးတော့စဉ်းစားမှာဖြစ်ပါတယ်ရုပ်ရှင်မင်းသမီး Angelina Jolie ဆိုရင် BRCA1 mutation positive ထွက်တယ်ဆိုကြောင့်မလို့သူက mastectomy ရင်သားခွဲစိတ်မှုရင်သားဖြတ်တောက်မှုလုပ်တယ် removal ovarian tube ovarian cancer risk ကို short ဖို့အတွက် ovary တွေကြိုထုတ်တာတွေလုပ်ပါတယ်နောက်တစ်ခုက lifestyle modification ကိုက cancer risk ကိုများနေတာသိကြလို့ဆိုတော့ cancer risk ကိုထပ်တက်စေမဲ့ဟာတွေလိုက်လျှော့အောင်တလိပ်တောက်တာရက်မယ်အရက်တောက်တာလျှော့မယ်ရက်မယ်လေ့ကျင့်ခန်းလုပ်မယ်ခန္ဓာကိုယ်ကို healthy body weight မှာထိန်းထားမယ်နောက် positive result ထွက်တဲ့လူနာတွေအတွက်ကကြတော့ဒီ positive result ပေါ်မူတည်ပြီးတော့ဆေးပေးလို့ရမှာစဉ်းစားလို့ရပါတယ်ဥပမာဆိုရင် BRCA2 positive ဖြစ်တဲ့ pancreatic cancer မှာတယောက် metastatic pancreatic cancer မှာတယောက်က platinum based chemotherapy 6 လပေးလို့အဆင်ပြေရဆိုရင်နောက်မှ olaparib ဆိုတဲ့ဆေးကို maintenance အနေနဲ့ဆက်လိုက်လို့ရပါတယ်ဒါကတော့ NCCN guideline မှာလူနာတယောက်ကိုစစစ်မယ်ဆိုရင်ဒါလူနာပေါ့ဒါလူနာဆိုရင်သူ့ရဲ့အဖေနဲ့အမေနောက်ပြီးရင်သူ့အဖေရဲ့အဖေနဲ့အမေသူ့အမေရဲ့အဖေနဲ့အမေနောက်ပြီးရင်အဖေသူ့ရဲ့လူနာရဲ့အဖိုးအဖွားရဲ့မောင်နှမတွေပေါ့ဒါတွေနောက်ပြီးရင်ကို့အဖေအမေရဲ့မောင်နှမတွေနောက်ပြီးကိုယ့်ရဲ့မောင်နှမတွေနောက်ပြီးကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မြေ
ဘယ်လိုမျိုး generation ကို3ခုလောက်အပေါ်3ခုအောက်3ခုလောက်လိုက်စစ်တာကိုပြတဲ့ပုံမှာဒါကတော့ NCCN guideline မှာရှိတဲ့မျိုးဗီဇနဲ့မျိုးလိုက်တဲ့ကင်ဆာတွေကို assessment လုပ်ဖို့ပြထားတာပါဒီမှာဆိုရင်ရင်သားကင်ဆာသားဝင်ကင်ဆာ pancreas ကင်ဆာဆီးချိတ်ကင်ဆာဥမာရီကင်ဆာတိမ်ကင်ဆာနဲ့အဆိုင်ကင်ဆာတွေဆေးရဖို့ guideline ပြထားတာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီ guideline မှာဆိုရင်ဘာဖြစ်လို့ဒီကင်ဆာ9မျိုးကိုအဓိကပြထားရလဲဆိုတော့ဒီကင်ဆာ9မျိုးကိုအဓိကပြထားရတာတော့အဖြစ်များတဲ့ကင်ဆာ syndrome နှစ်ခုထဲမှာပါတဲ့ကင်ဆာတွေဖြစ်နေလို့ပါဒီ high breast and ovarian cancer syndrome မှာဆိုရင်ရင်သားသားဦးဒီချိတ်နဲ့ pancreas တွေပါတယ် Lynch syndrome မှာဆိုရင်ဥမာကြီးတအိမ်နဲ့အစာအိမ်ကင်ဆာတွေပါတယ်တခြားတာဦးအိမ်တို့ pancreas တို့စီလန်းချောင်းတို့ဥသိမ်တို့အုံနောက်တို့တွေလည်းဖြစ်နိုင်တယ်ဒီလိုမျိုးအုပ်စုတွေရှိထားတာဘာလုပ်လို့ရလဲဆိုတော့အကယ်၍များမိသားစုထဲမှာကင်ဆာလည်းဖြစ်တယ် ovarian cancer လည်းဖြစ်တယ်တီးကျိတ်ကင်ဆာလည်းဖြစ်တယ်ဆိုရင်ဒီ syndrome လား HPOC syndrome လားဆိုပြီးတော့စဉ်းစားလို့ရတယ်ဒီမှာလည်းပဲမိသားစုထဲမှာဥမာကြီးတွေတအိမ်တွေအဆိုင်ကင်ဆာတွေဖြစ်တယ်ဆိုရင် Lynch syndrome လားဆိုပြီးစဉ်းစားလို့ရပါတယ်ဒီမျိုးဗီဇမျိုးလိုက်တဲ့ကင်ဆာတွေရှိမရှိစစ်ဆေးပြီးတော့အဖြေက negative ထွက်တယ်ဆိုရင်တော့ကိုယ့်ရှင်မှာဒီဆိုးရတဲ့မျိုးလိုက်တဲ့ကင်ဆာမျိုးဗီဇပါမလာဘူးဒါကြောင့်မလို့ကိုယ့်ရဲ့သားသမီးရှိမှလည်းဆက်မရှိနိုင်တော့ဘူးအဖြေက positive ဖြစ်ခဲ့ရင်ကိုယ့်စီမှာဒီဆိုးရတဲ့ကင်ဆာဖြစ်နိုင်တဲ့မျိုးဗီဇပြောင်းလဲမှုတွေရှိနေပြီဆိုတာသိရမယ်ကိုဟာယောဂမဖြစ်သေးဘူးဆိုရင်ယောဂဖြစ်လာနိုင်တဲ့ risk အများကြီးဆိုတော့သိရမယ်ကိုယ့်ရဲ့သားသမီးတွေကိုလည်းကိုယ့်စီကနေပြီးဒီမျိုးဗီဇတွေပြောင်းနေနိုင်သလားဆိုတာစဉ်းစားရမယ်အဲဒါဆိုရင်တော့ဆရာဝန်နဲ့တွေ့ဆုံပြီးတော့ဘယ်လိုမျိုး screening တွေလုပ်မလဲဘယ်လိုမျိုး prevention တွေလုပ်မလဲဆိုတာကိုဆွေးနွေးရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်